တခါတော့ကအလွန်ตายရတဲ့ရွာလေးတရွာမှာဦးဝင်းနိုင်ဆိုတဲ့လူကြီးတစ်ယောက်ရှိတယ်။သူ့မှာသမီးကြီးတီတာနဲ့သမီးငယ်ဝရီဆိုတဲ့အားကိုးရတဲ့သမီးနှစ်ယောက်ရှိတာပေါ့။ဦးဝင်းနိုင်ကသမီးတို့ရေအဖေမှာသားမရှိပေမဲ့မင်းတို့နှစ်ယောက်ဟာအဖေအတွက်သားတစ်ယောက်ထက်တောင်ပိုပြီးအားကိုးရပါတယ်။မင်းတို့ကအဖေရဲ့အဖိုးတန်ရတနာတွေပါလို့ပြောပြလိုက်ပါတယ်။သမီးနှစ်ယောက်ကလယ်ထဲမှာစားတောက်ရန်အတွက်ရေပြည့်ထည့်ထားတဲ့အိုးတစ်လုံးနဲ့အထုပ်တစ်ထုပ်ကိုယူသွားကြတယ်။ဒီလိုနဲ့သားအဖ၃ယောက်ကတောရဲကနေဖြတ်သွားပြီးသူတို့ပိုင်ဆိုင်တဲ့ယာကင်းစီကိုသွားကြတာပေါ့။ခဏအကြာမှာယာကင်းစီကိုရောက်သွားတယ်။တီတာကအဖေယာအလုပ်ကိုမြန်ပြီးအောင်လုပ်ရမယ်။အိမ်မှာအမေတယောက်တည်းကြံနေတာစိတ်မချဘူး။ဝရီကဟုတ်တယ်မမကြီးပြောတာမှန်တယ်။သမီးတို့၃ယောက်စလုံးကယာရဲရောက်နေကြတာ။အိမ်မှာအမေတခုခုဖြစ်နေပါအောင်စိုးရိမ်နေတာဒီလိုနဲ့ယာခင်းနားမှာရှိတဲ့အပင်ကြီးတစ်ပင်အောက်မှာတီတာကကြောက်ခဲကိုမိဘပုံစံမျိုးပြုလုပ်ပြီးစားဖို့အတွက်ချက်နေတာပေါ့သူ့အဖေနဲ့ညီမဖြစ်သူဝရီတို့ကယာထဲမှာလဲလုံးနေကြတယ်အဖေနဲ့ဝရီရေဒီမှာစားလို့ရပြီခဏနားပြီးတော့လာစားကြပါဦးတော်ကြအိတ်ကုန်လိမ့်မယ်ခဏနားလိုက်ပါအောင်လို့လှမ်းပြောလိုက်ပါတယ်အဲ့ဒါကိုကြားတဲ့ဝရီနဲ့သူ့အဖေဖြစ်သူကလည်းယာထဲကနေတီတာရှိတဲ့နေရာစီကိုသွားခဲ့ကြတယ်တီတာကသူ့အဖေကိုစားဖို့အတွက်ပေးလိုက်ပါတယ်ဦးဝင်းနိုင်ကစားလို့ကောင်းလိုက်တာသမီးရဲ့စားလို့ကောင်းရင်စားပါဖေနောက်လည်းအများကြီးချက်ကျွေးပါမယ်အဖေတို့အဝစားဖို့အတွက်သမီးအများကြီးချက်ထားပါတယ်ခဏအကြာမှာအပင်တွေကလေတိုက်တဲ့ပုံစံမျိုးလှုပ်လာတယ်ဟမ်အဲ့ဒါဘာတန်လဲလေတိုက်တဲ့ပုံစံမျိုးဖြစ်နေတယ်သမီးကဒီမှာနေခဲ့အဖေသွားကြည့်လိုက်မယ်လို့ပြောပြီးလေတိုက်တဲ့နေရာစီကိုဒဇင်းတစ်လက်ကိုကင်ပြီးသွားခဲ့တယ်လေတွေတိုက်နေတဲ့အပင်ချုံမုံနားကိုရောက်တော့ထူးဆန်းလှတဲ့အပြာရောင်ပုံစံရှိတဲ့ငှက်ကလေးတစ်ကောင်ကခလေးကိုခြေဖြင့်ချီထားပြီးချုံမုံထက်ကနေထွက်လာတယ်။တီတာကငှက်ကလေးကတကူလုံးအပြာရောင်ပုံစံရှိတဲ့ငှက်လေးပါလား။သူ့ခြေထောက်မှာခလေးငယ်တယောက်ကိုချီလာပါလား။ဘလို့ဖြစ်တာလဲ။ဒီလိုမျိုးပုံစံတစ်ခါမှမတွေ့ဘူး။အဲ့ဒီအချိန်ခလေးငယ်ချီလာတဲ့ငှက်ကလေးကတီတာရှိတဲ့နေရာစီကိုသွားခဲ့တယ်။ငှက်ကလေးကခလေးငယ်ကိုဖြင်းချင်းစွာနဲ့အောက်သို့ချပေးလိုက်တယ်။အဲ့ဒီအချိန်ဆာလာနေတဲ့အတွက်ခလေးငယ်ကငိုယိုနေတာပေါ့။ဝရီကဒီမှာကလေးငယ်လေးတယောက်ပါလားမမငါတို့ဘယ်လိုလုပ်ကြမလဲလို့မေးလိုက်တယ်ဒီကလေးကအရန်ကိုလှပါလားကလေးကယောက်ျားလေးပဲငါတို့မှသားလေးမရှိတာနဲ့အတော်ပဲကလေးကိုငါတို့သားရင်းဖြင့်မွေးစားကြမယ်ငါကလေးကဒီကလေးလေးကိုစောက်ရှောက်ပေးကြပါသူ့အပေါ်မှာကြီးမားတဲ့ဘေးကနေကြောက်ရောက်နေတယ်ကျမသူ့ကိုတင်မင်းရဲ့လက်ထဲကနေကယ်ထုတ်လာတာပါတင်တို့ကလူကောင်းနေဆိုတာသိလို့ဒီကလေးကိုလာအပ်တာပါတစ်ချိန်ချိန်ကျရင်ဒီကလေးကိုလာပြန်ခေါ်ပါမယ်ဆောက်ရှောက်ပေးပါလို့ပြောလိုက်ပါတယ်မိဘတွေကဘာတူလဲလို့မေးတော့လဲငှက်ကြီးကအချိန်တိုင်းအကုန်သိရပါလိမ့်မယ်အခုတော့ဒီကလေးကိုကောက်ွယ်ပေးပါသူ့မှာထူးခြားတဲ့စွမ်းအားတွေရှိတယ်ဒါကိုဘယ်သူမှမသိပါစေနဲ့လို့ပြောပြီးငှက်ကလေးကသူ့နေတဲ့အရက်စီကိုပြန်ထွက်သွားတာပေါ့ငှက်ကလေးပြန်သွားပြီးတော့ဦးဝင်းနိုင်တို့တားဖတွေကလေးကိုကြည့်ပြီးတနာစိတ်တွေဖြစ်ပေါ်လာကြတယ်အဖေဖြစ်သူကကလေးကချစ်စရာလေးနော်တနာဖို့ကောင်းတဲ့ကလေးလေးပါလားမင်းကငါတို့စီရောက်လာတာပဲငါတို့မင်းကိုဆောက်ရှောက်ပေးမယ်လို့ပြောလိုက်ပါတယ်ဝရီကငိုယိုနေတဲ့ကလေးငယ်ကိုကောက်ချလိုက်တယ်။အဖေကျမတို့မှာမောင်လေးမှမရှိတာ။ဒါဖះကပေးလိုက်တဲ့မောင်လေးပဲ။တောထဲမှာထားခဲ့ရင်အကောင်တွေကြိုက်ပြီးတေသွားလိုက်မယ်။အိမ်ခေါ်သွားအောင်လို့ပြောလိုက်ပါတယ်။သမီးတို့သဘောပါပဲ။ဒီကလေးကထူးခြားတဲ့အတွက်မောင်ထူးခြားလို့နာမည်ပေးရမယ်။ငါတို့အတွက်တော့တန်ဖိုးမဖြစ်နိုင်တဲ့ယတနာတစ်ပါးပါပဲ။အဲ့လိုနဲ့သူတို့သားဖတောင်းယောက်ကကလေးငယ်လေးကိုချီပြီးအိမ်ကိုပြန်လာကြတယ်။အိမ်ရောက်တော့အမေဖြစ်သူကကလေးငယ်ကိုမြင်တော့အံ့ဩနေတာပေါ့ဝရီကအမေဒီမှာကြည့်ပါဦးကလေးလေးတယောက်ကိုတောထဲကနေတွေ့လို့ခေါ်လာတာသူ့အမေကကလေးကိုမြင်ချင်းချစ်သွားတယ်ဘလို့လုပ်ပြီးဒီကလေးကိုတွေ့လာတာလဲလို့မေးလိုက်တယ်တောထဲမှာသမီးတို့ခဏနားနေတဲ့အချိန်ငှက်ကလေးတစ်ကောင်ကကလေးကိုယူလာပြီးသမီးတို့ဆော့ရှော့ပေးပါလို့ပြောလို့အိမ်ကိုခေါ်လာခဲ့တာအိပ်ပျော်နေတဲ့ကလေးကိုတိုက်ရင်းနဲ့ကလေးတွေလိုအပ်တဲ့ပစ္စည်းလည်းမရှိသေးဘူးဝယ်ရမယ်အရေးကြီးတာကကလေးအတွက်နှုတ်မဝယ်ဖို့လိုတယ်။အဲ့ဒီအတွက်မင်းစိတ်မပူပါနဲ့။ငါတို့သားအဖအကုန်လုပ်ပေးပါမယ်လို့ပြောလိုက်တယ်။ခဏနေတော့ကလေးကနိုးဘူးဆိုရင်အိပ်ပျော်နေတယ်။အိပ်ပျော်နေတဲ့ကလေးငယ်ကိုဝရီအမေကချော့သိမ့်နေတယ်။ဦးဝင်းနိုင်ကသူ့မိန်းမကိုမင်းကကလေးကိုတိတ်ကျူးဆိုင်တာပဲ။မင်းပုံကိုမြင်ရတာငါအယမ်းဝမ်းသာတာပဲ။ကျမမှာဒီကလေးကိုဂရုစိုက်ရမယ့်တာဝန်ရှိတယ်။ကလေးလေးကအယမ်းသနာဖို့ကောင်းတယ်။ဒီကလေးကကျမတို့သားလေးပဲ။အချိန်နေကြလာတော့တဖြည်းဖြည်းနဲ့ကလေးလေးကအရွယ်ရောက်လာပါတယ်။တီတာကထူးခြားကိုထမင်းခွန်ကျွေးနေတာပေါ့။ထူးခြားလေးကိုအရေးတကြီးနဲ့ကြည့်နေတာပေါ့။သူတို့မိသားစုလေးဟာထူးခြားလေးရောက်လာပြီးတော့မှအရင်ကထပ်ပို့ပြောခဲ့ရပါတယ်။ရွာတွေကလူတွေကသူတို့မိသားစုအကြောင်းကိုအတင်းပြောကြတယ်
ထူးခြားလေးကထိုင်နေရင်သူ့အရှိမရှိရဲ့ညှိုးနေတဲ့အပင်ကိုထိလိုက်တဲ့အခါချက်ချင်းပဲအပင်တွေကစိမ့်လာပြီးအပွင့်တွေများကြီးပွင့်လာတယ်။နောက်တစ်နေ့ကျတော့သူ့အမေကစိုးရင်စွာဖြင့်မေးမြန်းလိုက်ရ။တားလည်းမသိဘူးအမေသူ့အလိုလိုဖြစ်သွားတာလို့ပြောလိုက်တယ်။ဝရီကခလေးကိုဘယ်ချိန်လာခေါ်မှလည်းမသိဘူး။တမီးတို့မောင်လေးကိုမပေးနိုင်တော့ဘူး။သူမကအဖြစ်မှန်ကိုသိရှိရန်ရွာပင်ရှိပုံသားတစ်ပါးထံသို့တွားရောက်မေးမြန်းတယ်။ခလေးကနတ်မင်းတို့၏စိတ်ပိုင်းဖြစ်ကြောင်းနတ်ပြည်မှဖြစ်ကြောင်းပြောပြသည်။ကောက်ကျစ်သောဘလူးတစ်ကောင်ကထူးခြား၏စွမ်းအားကိုလိုချင်သဖြင့်တိုက်ရန်ကြိုးစားနေသောကြောင့်ထူးခြားရဲ့မိဘများကနတ်မင်းကြီး၏တမန်တော်ဖြစ်သောအပြာငှက်ကိုဆေးလို့၍လူပြည်သို့ပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟုပြောပြခဲ့တယ်။ဒီကလေးကြီးပြင်းလာပြီးစွမ်းအားတွေကိုမထိန်ချုပ်နိုင်သေးမချင်းဒါကိုရွတ်ဝတ်ထားပါလို့ပြောလိုက်တယ်။အဖြစ်မှန်ကိုသိသွားပြီးတော့တော်လန်အတိုင်းစိတ်ညစ်စွာနဲ့အိမ်ကိုပြန်လာခဲ့တယ်။အိမ်မှာမိသားစုများကစောင့်မျှော်နေကြတယ်။အိမ်ရောက်တော့ဝရီကအမေဘာအကြောင်းထူးလဲဘာတွေပြောလိုက်တာလဲသမီးတို့ပြောပြပါအောင်လို့မေးလိုက်တယ်။သူမသိသမျှအကြောင်းစုံကိုပြောပြလိုက်ပါတယ်။ထူးခြားကကြောက်တုံးကိုလေးပေါ်မှာမပြီးဆော့နေတာပေါ့။အဲ့ဒါကိုမြင်တဲ့ဝရီကထိတ်လန့်နေပါတယ်။ညရောက်တော့လေရီအရန်တိုက်လာပါတယ်။ဝရီကအဖေထကြည့်ပါဦးလေရီကအရန်တိုက်နေတယ်။ကြောက်စရာကောင်းလိုက်တာပဲလို့ပြောလိုက်ပါတယ်။အပြင်ကနေကြောက်စရာကောင်းတဲ့အတန်တန်ကိုကြားရတော့အပြင်ကဘာလို့လဲလို့မေးလိုက်တယ်။အဲ့ဒီချိန်တကားကိုရိုက်ချိုးပြီးဘလူးတကောင်ဝင်လာတယ်။ဒီကလေးကိုငါ့ကိုပေးသူ့မှာရှိတဲ့စွမ်းအားတွေကိုလိုချင်တယ်။ဒီကလေးကိုငါခေါ်သွားရမယ်လို့ပြောလိုက်ပါတယ်။ထူးခြားအဖေကမိစ္ဆာကောင်မင်းဒီကနေထွက်သွားစမ်းငါတောက်မပေးနိုင်ဘူးလို့ပြောလိုက်တယ်။မိစ္ဆာကောင်ကကျေလောင်တဲ့အတန်ဖြင့်ရည်နေပါတယ်။ခဏကြာမှမိစ္ဆာလက်ထဲမှာကြီးမားတဲ့ကြောက်တုံးကိုကိုင်းတဲ့အချိန်ထူးခြားကသူ့ရဲ့ဆွမ်းဖြင့်ကြောက်တုံးကိုပြောက်ကွယ်သွားအောင်လုပ်ပလိုက်ပါတယ်။မိစ္ဆာကအရန်စိတ်တူပြီးမင်းစီပြန်လာခဲ့မယ်လို့ပြောပြီးပြောက်ကွယ်သွားတယ်။တော်လိုက်တဲ့ငါသားငါတို့ကိုအသက်ဘေးကလွတ်မြောက်အောင်ကယ်တင်ပေးခဲ့တာပဲဟုတ်တယ်ကျမတို့သားကကယ်တင်ပေးလိုက်တာပဲလို့ပြောလိုက်တယ်နောက်တစ်နေ့မှာတော့အပြာငှက်ကလေးတစ်ကောင်ရောက်လာပြီးနတ်သမီးပုံစံဖြင့်ပြောင်းလဲလိုက်တယ်မင်းသမီးကအချိန်တန်ပြီမင်းကိုပြန်လာခေါ်တာမင်းဟာကောင်းကင်ဘုံကမင်းသားတစ်ပါးပဲငါနဲ့ပြန်လိုက်ခဲ့ရမယ်လို့ပြောလိုက်တယ်အမေဖြစ်သူကဒီကလေးကိုခေါ်မသွားပါနဲ့တောင်းပန်ပါတယ်ငါတို့မှတားလေးဆိုလို့တယောက်တည်းရှိတာလို့ငိုပြီးတော့ပြောလိုက်ပါတယ်ထူးခြားကအဖေနဲ့အမေကျွန်တော်သွားမှအားလုံးဘေးကင်းပါပါကျွန်တော်အတွက်စိတ်မပူပါနဲ့လို့ပြောပြီးနတ်သမီးနဲ့အတူလိုက်ပါသွားခဲ့တယ်။ညအချိန်ရောက်တော့အကောင်းဝင်ကိုကြည့်ပြီးသူတို့မိသားစုဟာထူးခြားလေးကိုသတိရရင်ငိုကြွေးနေကြတယ်။ဦးဝင်းနိုင်တယောက်ငါသားရဲ့အဖေတို့စီကိုပြန်လာခဲ့ပါလို့ပြောလိုက်တယ်။ဝရီကမောင်လေးကသူနေတဲ့နေရာအမှန်ကိုပြန်ရောက်သွားလို့ပြောလိုက်တယ်။သူတို့သားလေးပြန်လာမယ့်အချိန်ကိုစောင့်မျှော်နေကြတာပေါ့။နားထောင်အားပေးခဲ့ကြတဲ့သူတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။